ဖုန်းအနေနဲ့တော့ဖုန်းကအောင်သွင်းချင်တယ်ဒါပေမဲ့ဒီ switch socket outlet တွေပေါ့နော်ဒီ plug box တွေကိုဘယ်နှရှာရမှန်းမသိဘူးအချို့နေရာတွေကကြတော့လေဒီဘယ်နှအောင်သွင်းလို့သွင်းရမှန်းမသိဘူးဇာတို့အခုကြုံရတာဆိုရင်ဒီအခန်းတစ်ခန်းမှာပေါ့နော်ဒီအခန်းတွေမှာဘယ်လိုဖြစ်လဲဆိုတော့ကို plug box သွင်းချင်တဲ့နေရာကနီးနီးဆက်ဆက်လူတွေနဲ့နီးဆက်ဆုံးနေရာမှာဒီ switch socket outlet တွေထားတတ်တယ်ပေါ့နော်ဒါဆိုအခုကြုံရတဲ့အချိန်ကြီးဆိုတော့အခုနေတဲ့အခန်းမှာဆိုရင်ဒီအောက်ဆုံးရဲ့တောက်ဆုံးနားမှာဒီ socket outlet point 2 point ရှိတယ်တခန်းလုံးမှာ2 point ထည့်ထားတယ်ပြီးတော့အဲ့ဒါဘေးမှာအဲ့ switch socket outlet ရဲ့ဘေးမှာဗာထည့်ထားလဲဆိုတော့ဗီဒီယိုကြီးတစ်လုံးထည့်ထားအဲ့ဒါဆိုတော့plug ထိုးချင်ရင်အသွင်းချင်တာတခုခုသုံးချင်တာဆိုရင်ဒီအောက်ကိုဆင်းပြီးတော့ဗီဒီယိုဘေးကနေကြက်ကြုတ်လုပ်ရအောင်အဲ့ဆိုတော့ now future မှာအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ဒီ installation လုပ်နေတဲ့သူတွေအစပိုင်းကတည်းကစဉ်းစားရမယ်ဒီအိမ်ကဒီ decoration ကဘယ်မှာထားမလဲကတိန်ကဘယ်ဖက်မှာထားမလဲဘယ်လောက်အမြင့်မှာထားမလဲစသဖြင့်ဒါတွေကိုတည်တည်ချာချာဆက်ဆက်ထားပြီးတော့လူတွေနေမဲ့အခြေအနေနဲ့ဆက်ဆက်ပြီးတော့လုပ်တာအကောင်းဆုံးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီ switch socket outlet point တွေရဲ့ plug box တွေတခါလေကြိုင်လဲကြုံရရဟုတ်လားဘယ်လိုမျိုးလဲဆိုတော့ကိုကဒီစပွဲလည်းမရှိဘူးအောက်မှာထားတော့300 mm အနည်းဆုံးအနှိပ်ထားရမယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်အချို့ switch socket outlet point တွေအောက်ဖက်မှာပေါ့နော်အဲ့ဆိုကိုကကွာနဲ့အောက်သွင်းရတာတခါလေကြိုင်လဲအမြင့်ကြီးထားတာမျိုးအဲ့လိုမျိုးဆိုရင်ဒီဘေးမှာစိန်လေးထားပေးတာမျိုးအဲ့လိုမျိုးတွေလိုအပ်တာပေါ့နော်နောက် future မှာအနည်းဆက်ဆုံးအသုံးပြုတာကဒီ plug box တွေပဲ plug box တွေနဲ့ဒီဖုံးအောက်သွင်းမယ်အဓိကအနည်းဆက်ဆုံးအဲ့ဒါဖုံးအောက်သွင်းမယ်ခြားတော်လျက်စစ်ပစ္စည်းတွေအောက်သွင်းမယ်ဆိုရင်ဒီလိုမျိုးခလုတ်တွေကိုတေးသေးချာချာလူနဲ့အနည်းဆက်ဆုံးနေရာမှာကိုက်ညီတဲ့ level မှာထားရမယ်ဆိုဒီထဲမှာပြထားတာကြောင့်400 cm ပေါ့နော်သူက cm ပြlevy rod တွေမှာဆိုဘာဖြစ်လို့ levy rod ဆိုဒီလူနေခန်းတွေမှာဆိုရင်တာမန်နေနဲ့လူနဲ့နီးတဲ့နေရာပေါ့နော်ထိုင်ခုံတွေရှိမယ်ထိုင်ခုံတွေမှာထိုင်လိုက်မယ်ဆိုရင်ဘယ်လောက် cm 500 mm 400 mm အဲ့ဒါ height လောက်ရှိတယ်လူတွေထိုင်တဲ့အမြင့်ပေါ့နော်အဲ့ဒါနဲ့ချိန်ညှိပြီးတော့ထားရမယ်နောက်တစ်ခုကကျတော့စပွဲတွေပေါ့နော်စပွဲတွေကဒီအခန်းထောက်မှာထားမဲ့စပွဲတွေကအမြင့်ဘယ်လောက်လဲဒီပုံမူတည်ပြီးတော့switch socket outlet ရဲ့အမြင့်ကိုထားရပါမယ်ပြီးတော့ MNBC မှာပြဋ္ဌာန်းထားတဲ့ switch socket outlet တွေနဲ့သက်ဆိုင်ပြီးတော့ဘာတွေပြဋ္ဌာန်းထားလဲပြောရရင်တော့ဒီအနှိမ့်ဆုံးပေါ့နော်ဒီထက်နှိမ့်လို့တော့မရအောင်နော်တပေအနည်းဆုံးတပေအောက်မှာထားမယ်ဒါပေမဲ့ဒီထက်ဒီ level ကြားမှာလူတွေနဲ့လက်မီတဲ့နေရာ level ကြားမှာတော့ထားတဲ့တယ်နောက်တစ်ခုကကျတော့ဒီလျှက်စစ်ရေနဲ့နီးတဲ့နေရာတွေမှာပေါ့နော်ရေသုံးတဲ့ရေချိုးခန်းလိုနေရာမျိုးမှာတမီတာရဲ့အတော်တွေရေပိုက်ခေါင်းတွေရေနဲ့နီးတဲ့နေရာတမီတာအတော်တွေswitch socket outlet တွေမှာထားတတ်ပါဘူးတကယ်လို့ရေချိုးခန်းတွေမှာထားမယ်ဆိုရင်လည်း waterproof တွေမျိုးလူရေနဲ့ဝေးတဲ့မထိနိုင်တဲ့နေရာမျိုးမှာထားတတ်တယ်ပေါ့နော်ပြီးတော့ DB box ရဲ့အမြင့်ကကြတော့ဘလောက်လောက်မှာထားကြလဲ main DB box ပေါ့နော် okay ဒါဆိုရင် DB box ရဲ့ကိုယ့်အိမ်မှာရှိတဲ့ DB box ရဲ့အမြင့်ကိုသိရင်ဒီထဲမှာမီလီမီတာသို့မဟုတ်စင်တီမီတာနဲ့ပေနဲ့လည်းရပါပေါ့နော်အဲ့ဒါရေးခဲ့ပေးပါနော်